စီးပွားရေးအဆင်မပြေတော့လို့အမေရိကန်ကအိမ်အပြင်မှာမြန်မာနိုင်ငံကအိမ်မှာရောင်းချနေရတဲ့တတိမကြီးစမိုင်းလက်ရှိမှာတော့စမိုင်းကအကျွေးပင်လေးတွေကိုနေမွနေတဲ့အပြင်အမေရိကန်မှာနေထိုင်တဲ့ကြီးကျယ်ခမ်းနားတဲ့ဘီလီယံချီတန်ဆန်အင်ကြီးကိုအဆုံးရှုံးခံရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့သတင်းတွေပြန့်နှံ့နေတာပါ။တစ်ချိန်ကစမိုင်းတို့လင်မယားနှစ်ယောက်ကကြက်ဥတစ်လုံးကိုနှစ်ချမ်းခွေးစားပြီးတော့ထမင်းတစ်နက်တောင်နှက်မှန်အောင်မစားနိုင်တဲ့အထိအလွန်ဆင်းရဲနွမ်းပါခဲ့ကြတဲ့သူတွေပါ။ဒါပေမဲ့ပရိသတ်တွေရှေ့ကိုတကြောပြန်ရောက်လာချိန်မှာတော့လူတွေအိမ်အောင်မင်သက်သွားရလောက်အောင်ကိုရုတ်တရက်ကြီးကျယ်ခမ်းနားတဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့အတူပေါ်ထွက်လာခဲ့ပါတယ်။စမိုင်းတို့မိသားစုရဲ့စီးစိမ်ကြွယ်ဝမှုတွေကဟောလိဝုဒ်ကနာမည်ကြီးမိသားစုတွေနဲ့တောင်လေဘယ်တန်းတူရှင်းလို့ရတဲ့အထိထိပ်တန်းရောက်နေခဲ့တာပါ။စမိုင်းတို့မိသားစုကမြန်မာနိုင်ငံကနေအပြီးပိုင်းထွက်ခွာသွားခဲ့ပြီးတဲ့နောက်အမေရိကန်နိုင်ငံမှာအခြေချနေထိုင်ရင်းနဲ့အမေရိကန်နိုင်ငံသားအဖြစ်ကူးပြောင်းခံယူလိုက်ပါတယ်။သူတို့အမေရိကန်မှာရှိနေစဉ်ဝယ်ယူနေထိုင်တဲ့ဆန်အိမ်ကြီးကလည်းတာမန်ဆန်အိမ်မျိုးမဟုတ်ဘဲနဲ့ကမ္ဘာကျော် beauty blogger တဦးဖြစ်တဲ့ Jeffree Star စီကနေအမေရိကန်ဒေါ်လာ23သန်းထိပေးပြီးတော့ဝယ်ယူခဲ့တဲ့အေယာမဆန်အိမ်ကြီးဖြစ်ပါတယ်။စမိုင်းကဒီလောက်ထိတန်ဖိုးကြီးမာတဲ့အိမ်ကြီးမှာဇိမ်ကျကျနေထိုင်ပြီးတော့သူမဘယ်လောက်ထိငွေကြေးသုံးစွဲနိုင်ကြောင်းကိုလူမှုကွန်ရက်ပေါ်မှာအမြဲတမ်းချပြလေးရှိပါတယ်။ကမ္ဘာကျော် luxury brand တွေဖြစ်တဲ့ Gucci, Dior စတဲ့ကုမ္ပဏီတွေကဝန်ထမ်းတွေကိုယ်တိုင်သူမရဲ့အိမ်ကြီးစီကိုရောက်လာပြီးတော့အဝတ်အစားတွေလာရောက်ဆင်မြန်းပေးရတဲ့အထိသူမရဲ့ငွေကြေးသုံးစွဲနိုင်စွမ်းကအမကန်ဖြစ်ခဲ့တာပါနေ့စဉ်နဲ့မျှအင်ကြီးတွေကနေမထွက်မျိုးစုံကျိုးခုံပြီးတော့ဖျော်ဖြေနေတဲ့ဗီဒီယိုတွေကြောင့်လူအများရဲ့ဝေဖန်မှုတွေကိုလည်းခံခဲ့ရပါတယ်ဒါပေမဲ့အပြင်ပန်းမှာဘလောက်ပဲကြီးကျယ်ခမ်းနားနေပါစေလူတွေမသိသေးတဲ့နောက်ကွယ်မှာဒီဒေါ်လာ22သန်းတန်ဆန်အင်ကြီးကအပေါင်ခံချရတဲ့အင်ကြီးဖြစ်တာကြောင့်သတင်းတွေထွက်ပေါ်နေတာပါပိုဆိုးတာကလစဉ်ပြီးသွင်းရမယ့်အင်လာကတွေအကျွေးတွေကိုကြည်အောင်မဆက်နိုင်တော့တဲ့နောက်မှာတော့စမိုင်းတယောက်အိမ်ကြီးကိုဆွန့်လွတ်ရတော့မယ့်အကြောင်းဖန်လာပါတယ်။အထက်တန်းလွန်ဘဝကိုငွေကြေးတွေဒလဟောသုံးဆွဲပြီးတော့တိဆောက်ခဲ့ပေမဲ့အခုလိုအကျွေးနွန်နဲ့နေပြီဆိုတဲ့သတင်းကအတော်လေးကြဲရိုက်သွားခဲ့ပါတယ်။ဒီလိုမျိုးအမေရိကန်မှာအိမ်ကျွေးတွေမဆက်နိုင်လို့အိမ်ကိုဆွန့်လွတ်ရတော့မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်တပြိုင်နက်တည်းမှာတစ်ဖက်ကမြန်မာနိုင်ငံမှာလည်းစမိုင်းအမည်ပေါင်းနဲ့ပိုင်ဆိုင်ထားတဲ့လုံချင်းအိမ်ကြီးတွေကိုရုတ်တရက်အယောင်တင်လိုက်တဲ့သတင်းဇက်တိုက်တက်လာပါတယ်။ဒီအိမ်ကြီးတွေရဲ့ခေါ်ဈေးကမြန်မာငွေ7သိန်းပေါင်း3သိန်းခွဲထိရှိတဲ့အတွက်တကယ့်ကိုကြီးကြီးလုံးနဲ့ပိုင်ဆိုင်မှုကြီးတစ်ခုပါအမေရိကန်ကအိမ်ကိုဆွန့်လွတ်ရတော့မယ့်အချိန်မြန်မာပြည်ကဘီလီယံချီတန်တဲ့အိမ်ကြီးတွေကိုအလောတကြီးပြန်လဲထုတ်ရောင်းတာကတကယ့်ကိုတိုက်ဆိုင်လွန်နေပါတယ်ဒီဖြစ်ပျက်တွေကတကယ်ပဲအကျွေးတွေကြောင့်အင်ချီရမဲဖြစ်တော့မယ့်အခြေအနေလားဒါမှမဟုတ်သတင်းအမှားတွေပဲလားဆိုတာကတော့ကာယကံရှင်တတိမကြီးစမိုင်းကိုရိုင်းကတရားဝင်ဖြည့်ရှင်းလင်းထားတာမျိုးတော့မတွေ့ရသေးပါဘူးဒီဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်ကြီးနေနဲ့တစ်ချိန်ကကြက်ဥတစ်လုံးကိုနှစ်ချမ်းခွဲစားခဲ့ရတဲ့ဘဝကနေဒေါ်လာတန်းချီတန်တဲ့စံအင်ကြီးတွေပိုင်ဆိုင်လာခဲ့ပြီးတော့အခုလိုမျိုးအိမ်အယောင်းဝယ်ဖြစ်နေတဲ့အပေါ်မှာတတိမကြီးအပေါ်မိမိတို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်